hope my voice can bring you courage. ကျွန်တော်ကရင်ဝင်ကြောင်းနေပဲဆိုရပြ brother တော့ဆော့နေဆော့ရရပါတော့ hyper လည်းကင်လို့ရလို့ flicker နဲ့ဆော့ရရတယ် Welcome to Mobile Legends. ပွဲစားပြီဆိုတော့ကျွန်တော်ကရင်ကိုင်ပါနေစက်လေဆိုတော့ကျွန်တော်က POD ရင်စက်တယ်ဗျ Smash them. အဲ့မှာ brother က POD ရဆက်ကြာမယ်လေ Deploy. enemy ဘက်ကဟိုကဖြိုအိုင်းဘယ်လိုလုပ်လဲဆိုမေးကောင်းမေးလိုက်မယ်ခိုင်းမဲ့ဗျ brother ကထိဆိုတယ်မယ်ဆိုရင်က POD တစ်ချောင်းထွက်တာနဲ့အရန်ကို damage ကကျန်းသွားပြီပေါ့နော် What's the prize today? Trophies? ရပါမယ်ရင်ကိုင်နေလေးရင်ကိုင်ပြီဆိုရင်ပေါ့နော် brother စကီ1 3စကီနေတစ်ချက်ပဲတူကလေးပျောက်သွားတယ်ဗျာ enemy ကဒီရဲ့ကျန်းတကယ်ကိုကျန်းမှာကျွန်တော်အခုဆက်တဲ့ item ကိုလိုက်ဆက်ပြီးတဲ့ကျန်းလို့ရပါတယ်နော် This is gonna နိုင်ရ be ကျွန်တော်ပြ fun! ပါမယ်ရင်ကိုင်ကြီးရင် enemy ကိုအဲ့ဒီခေါ်ပြီးဘယ်တော့မှစကီ1 2တန်းမသုံးပါနဲ့ recall ရင်ပြပါဘာလို့လဲဆိုတော့ enemy ကအဲ့ဒီမှာကိုစကီ2သုံးတဲ့ကြောင့် flick ကတန်းကုန်ရမယ်ဆို recall ပြခြင်းအပြင်သူ flick ကကုန်ဝန်းစီနေလို့အဲ့လိုနေတဲ့ရင်ကိုကျန်းလို့ရပါတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီနေ့ရင်ကိုက်တော့ဒီလောက်ပါပဲ brother နောက်နေ့မှဒီလိုကိုက်ဒီမြင်နေဆိုကျွန်တော် channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင်နော် like ရေးနေစေလို့ရမယ်လို့မျှော်လင့်ပါတယ် Trophies?